Hello အားလုံးပဲမင်္ဂလာပါနေကောင်းကျမ်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်เนาะဒီနေ့ဗီဒီယိုမှာတော့တစ်ကမ္ဘာလုံးမှာကိုးကွယ်မှုအများဆုံးဘာသာတွေရဲ့တစ်ခုဖြစ်တဲ့ Hinduism လို့ခေါ်တဲ့ Hindu ဘာသာအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ် Hindu ဘာသာကဘာသာတရားတွေအားလုံးထဲမှာရှေးအကြဆုံးဘာသာတစ်ခုဖြစ်ပြီးတော့မှာပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်လောက်ကတည်းကအိန္ဒိယနိုင်ငံမှာစတင်ပြီးတော့မှပေါက်ဖွားခဲ့တယ်လို့စာပေကျမ်းဂန်တွေအရလေ့လာမှတ်သားရပါတယ်ဟိန္ဒူဘာသာအကြောင်းတော့ပေါ့နော်တခြားဘာသာတွေလိုမျိုးတီထောင်သူတဦးတယောက်ဆိုပြီးတော့ရှိတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဟိုရှေးရခင်တွေကနေပြီးတော့မှလက်ဆင့်ကမ်းလာတဲ့ယဉ်ကျေးမှုတွေယုံကြည်မှုအလေးထားတွေကနေပြီးတော့မှတဆင့်စပေါက်ဖွားလာတဲ့ဘာသာတရားတစ်ခုဖြစ်ပါတယ်ဟိန္ဒူဘာသာရဲ့အရေးကြီးတဲ့ဒီကျမ်းစာတွေထဲမှာပေါ့နော်ဗေဒဆိုတဲ့ကျမ်းစာကတော့တကယ်အဓိကအနေနဲ့ပါဝင်နေပေါ့နော်အဲ့ဒီကျမ်းစာတွေမှာကျတော့ဒီဘဝနဲ့ပတ်သက်တဲ့သဘောတရားတွေယဉ်ကျေးမှုတွေရဲ့ပြီးတော့ဘာသာရေးဆိုင်ရာလမ်းညွှန်ချက်တွေသင်ကြားချက်တွေပါဝင်နေပေါ့နော်ဗေဒကျမ်းကတော့တော်တော်များများသိကြမယ်လို့ထင်တယ်ပေါ့နော်ဟိန္ဒူဘာသာလို့ပြောပြီးဆိုလို့ရှိရင်ဟိုတချို့တွေကသိကြတယ်ဖျားတွေအများကြီးရှိတယ်ပေါ့နော်ဖျားတွေအများကြီးရှိတဲ့ဘာသာလို့သိကြတယ်ဒါပေမဲ့သူတို့ထဲမှာအဓိကအရေးကြီးတဲ့ဖျား3ပါးရှိတယ်ပေါ့နော်နှစ်ဖျားပေါ့နှစ်ဖျားလို့ပြောမယ်အဲ့3ပါးကြတော့ဒီကျမတို့စัจ java လာကြီးပေါ့နော်ဒီကဘာကြီးကိုဖန်တီးတယ်ဆိုတော့ဒီပြမာပေါ့နော်မြန်မာလိုပဲပြမာပေါ့ပြမာရဲ့ပြီးလို့ရှိရင်ဒီကဘာကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေတဲ့ Vishnu နဲ့ဟိုဖြတ်သိမ်းခြင်းတွေပြန်လဲဖန်တီးခြင်းတွေကိုကိုစားပြုတဲ့နှစ်ဖျားတစ်ပါးဖြစ်တဲ့ Shiva ဖြစ်တယ်ပေါ့နော်ဆိုတော့ Brahma ရဲ့Vishnu ရဲ့ Shiva ရဲ့ဆိုတဲ့3မျိုးပေါ့နော်အဲ့နှစ်ဖျား3မျိုးကတော့ပို့ပြီးတော့မှအဓိကကိုးကွယ်ကြတာများတယ်ပေါ့နော်ဆိုတော့ဒီHinduism လို့ပြောပြီးဟိန္ဒူဘာသာလို့ပြောပြီးဆိုရင်သူ့ရဲ့အရေးကြီးတဲ့ concept လို့ခေါ်တဲ့ယူဆချက်တစ်ခုကကြတော့ကာမဖြစ်ပါတယ်အဲ့ဒါကဗုဒ္ဓဘာသာနဲ့လည်းတူတယ်ပေါ့နော်ဆိုတော့ဒီတချို့လူတွေပြောကြချက်ရဆိုလို့ရှိရင်တချို့ဒီလေ့လာတဲ့သူတွေပြောကြချက်ရဆိုလို့ရှိရင်ဗုဒ္ဓဘာသာရဲ့တချို့တော့အရေးကြီးတဲ့သင်ကြားချက်တွေကဒီဟိန္ဒူဘာသာကိုအခြေခံတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီဟိန္ဒူဘာသာမှာအရေးကြီးတဲ့အဓိကယုံကြည်ချက်တစ်ခုကကြတော့ကာမလို့ခေါ်တဲ့ဒီကံဘယ်လိုပြောမလဲကိုပြုခဲ့တဲ့ဟာကိုပဲပြန်ပြီးခံရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါဗုဒ္ဓဘာသာမှာလည်းရှိရဲဆိုတော့အဲ့ဒီကာမဆိုတဲ့ဟာကဒီဟိန္ဒူမှာလည်းအဓိကကြတဲ့သဘောတရားဖြစ်တယ်ပေါ့နော်ဆိုတော့လူတရားရဲ့လောက်ရက်တွေကသူ့ရဲ့ဘဝသူ့ရဲ့အနာဂတ်ကိုတက်ရောက်မှုရှိတယ်ပြီးလို့ရှိရင်သူလှုပ်လို့ရှိရင်သူလှုပ်တဲ့အတိုင်းပြန်ပြီးတော့ခံစားရမယ်ဆိုတဲ့အယူဆဖြစ်ပါတယ်ကောင်းတဲ့အလုပ်လုပ်ရင်ကောင်းတဲ့အကျိုးရမယ်မကောင်းတဲ့အလုပ်လုပ်ရင်မကောင်းတာတွေဖြစ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေတယ်လည်းမစိမ့်နဲ့အယူဆသင်ကြားချက်တစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကပေါ့နော်ဒီဟိန္ဒူဘာသာဝင်တွေမှာဆိုလို့ရှိရင်လည်းဒီတန်တရားလို့ခေါ်တဲ့သူတို့ကပြန်လည်မွေးဖွားတယ်ဆိုတဲ့သဘောတရားရှိတယ်ပေါ့နော်ဆိုတော့ဒီဟာဗုဒ္ဓဘာသာနဲ့လည်းတူတဲ့အချက်ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တချို့ဘာသာတွေမှာခရစ်ယာန်တို့ဘာလို့မှာဆိုလို့ရှိရင်ပြန်လည်မွေးဖွားတယ်ဆိုတာမရှိဘူး။နောက်ဘဝဆိုတာမရှိဘူးဆိုတာယုံကြည်တဲ့သူတွေဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဟိန္ဒူဆိုတဲ့ဒီ Hinduism မှာကျတော့ကျမတို့ပြန်လည်မွေးဖွားတယ်ဆိုတဲ့သဘောတရားရှိတယ်။ပြီးရင်ကျမတို့လူသားတွေဖြစ်တဲ့အတွက်မွေးဖွားမယ်၊သိဆုံးမယ်၊နောက်တစ်ခုကနောက်ဘဝပြန်ဖြစ်မယ်၊နောက်မွေးဖွားမယ်ဆိုတဲ့အဲ့ဒီတန်ညာထဲမှာလည်းပတ်နေတယ်ဆိုတဲ့ယုံကြည်ချက်ကဟိန္ဒူဘာသာမှာရှိတယ်ပေါ့နော်။ဆိုတော့ဒီနေ့ခေတ်မှာဆိုရင်လည်းဒီဟိန္ဒူဘာသာဝင်အများစုကအိန္ဒိယနိုင်ငံမှာပဲအများကြီးရှိနေသေးတယ်ပေါ့နော်နောက်တစ်ခုကဒီကမ္ဘာတစ်ဝန်းမှာလည်းလူတန်းပေါင်းများစွာကနေယုံကြည်ကိုးကွယ်တယ်ပေါ့နော်ဒီဟိန္ဒူဘာသာဝင်တွေကနေတစ်ဆင့်ပေါ့နော်ကျမတို့ကယဉ်ကျေးမှုအလေးအထားတွေပြီးလို့ရှိရင်ဘဝနေထိုင်ပြီးပုံစံတွေပေါ့နော်အဲ့ဒီဟာတွေကလည်းတော်တော်လေးလေ့လာလို့ကောင်းတဲ့အရာဖြစ်တယ်ပေါ့နော်သူတို့ကကိုယ်ခွင့်ယုံကြည်မှုတစ်ခုလည်းမဟုတ်ဘဲနဲ့လည်းအရန်ရှေးကြတဲ့ယဉ်ကျေးမှုတွေပြီးလို့ရှိရင်ဒီဆုံးမချက်တွေပေါ့နော်အဲ့ဒါတွေလည်းရှိတဲ့အတွက်ဒါလေးလာတင်ယူလို့ကောင်းတဲ့ဘာသာထဲမှာတစ်ခုပါဝင်ဖြစ်တယ်ပေါ့နော်စိတ်ဝင်စားဖို့လည်းရမ်းကောင်းပါတယ်ဆိုတော့ဒီအကျဉ်းချုပ်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ဟိန္ဒူဘာသာရပေါ့နော်ဒီရှေးဟောင်းသမိုင်းကြောင်းတွေထောက်ထားတဲ့အများကြီးနဲ့ပြည့်စုံနေပြီးသူကလူသားဘဝတွေအကြောင်းတွေကျမတို့ဒီတဘာဝပတ်ဝန်းကျင်အကြောင်းရယ်ပြီးလို့ရှိရင်လူတွေရဲ့စိတ်ဝိညာဉ်ပေါ့နော်အဲ့ဒီအကြောင်းမှာဘယ်လိုမျိုးဆက်နွယ်မှုတွေရှိနေလဲအဲ့ဒီဟာတွေကိုဘယ်လိုမျိုးအလေးထားရမလဲတန်ဖိုးထားရမလဲဆိုတာကိုသင်ကြားပေးတဲ့ဘာသာရေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာကတော့အကျဉ်းချုပ်ဖြစ်တယ်နောက်ပိုင်းမှာဆိုလို့ရှိရင်တို့ရဲ့ယုံကြည်ချက်တွေတို့ရဲ့အလေးအထားတွေပြီးလို့ရှိရင်ဘယ်လိုမျိုးဘာသာရေးကိုအလေးထားပြုလုပ်ကြလဲပေါ့နော်ဘယ်လို practice လုပ်ကြလဲဆိုတဲ့အကြောင်းအရာတွေလည်းဆက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမိတ်ဆက်ဗီဒီယိုလေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝေမျှပေးမှာဖြစ်လို့ဒီကျမရဲ့ channel လေးကို subscribe လုပ်တာပေးကြပါဦးเนาะတက်တာနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်